နေပြည်တော်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တန့်ဆယ်တိုက်ပွဲမှာဝါတော်ဝါရဲ့ဖြူတွေကစစ်သားရဲနယ်ပြ9ဦးကိုဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။စကိုင်းတိုင်းတန့်ဆယ်မြို့တိုက်ပွဲမှာတင်ငန်းဝစ်ဝါတော်ဝစစ်ကြောင်းရဲ့ပြူစောထီတွေကစစ်သားရဲနယ်ပြူစောထီတွေကိုတော်လှန်ရေးတပ်ဖွဲ့ကဖမ်းမိထားတယ်လို့သိရပါတယ်။တန့်ဆယ်မျိုးစင်ငယ်ပြူစောတီရွာမှာအထိုင်ချတက်ဆွဲထားတဲ့စစ်သားရဲနဲ့ပြူစောတီစုစုပေါင်း9ဦးကိုမတ်လ4ရက်နေ့ကဖမ်းမိခဲ့ပါတယ်။တန့်ဆယ်မျိုးနဲ့အနီးဝန်းကျင်မှာရှိတဲ့စကားစတပ်စခန်းတွေကိုတော်လှန်ရေးတပ်တွေကမတ်လ3ရက်မနက်ပိုင်းမှစကတိုက်ခိုက်နေတာဖြစ်ပြီးစင်ငယ်ပြူစောတီရွာအပါအဝင်စစ်တပ်တက်ဆွဲနေတဲ့ရွာအချို့နဲ့တန့်ဆယ်မျိုးရဲ့နေရာအချို့ကိုတော်လှန်ရေးတပ်တွေကိုသိမ်းယူထားနိုင်ပြီလို့လူလူຫນွေဦးကဖော်ပြပါတယ်။မလ9ရက်နဲ့6ရက်တွေမှာစကားစဘက်ကလက်နက်ပစ္စည်းရိတ်ခါနဲ့လူအင်အားဖြည့်တင်းတာတွေပြုလုပ်ခဲ့ပြီး9ရက်မှာလည်းတိုက်ပွဲပြင်းထန်နေကြောင်းတိုက်ပွဲများအတွင်စကားစတက်ကလီချောင်းပစ်ကူတွေနဲ့ပါခုခံနေကြောင်းဆိုပါရယ်လက်ရှိမှာတော့တော်လန်ရေးချက်တွေကမြို့ရဲ့အရှိဘက်နဲ့တောင်ဘက်ချမ်းကစစ်တပ်တက်ဆွဲရာနေရာတွေကိုသိမ်းယူဖို့ကြံနေပြီးစကားစတက်တွေကတော့မြို့ရင်းမှာရှိတဲ့ဘော်လုံးကွင်းကြန့်ခိုင်ရီယုံထွေအုပ်ယုံနဲ့ရဲစခန်းနေရာတွေမှာအထိုင်ချခုခံနေတယ်လို့သတင်းရရှိပါရရှင်ဆက်လက်ပြီးအာနာသိန်းကောင်းဆောင်နဲ့ရုရှားသမ္မတပူတင်တို့သဘောတူညီချက်စာချုပ်များအမိုက်သာဖြစ်သွားသည်ဟု NUG ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။သူတို့စစ်ကောင်စီနဲ့လက်မှတ်ထိုးတာစီးပွားရေးရင်းနှီးမြှုပ်နှံမှုဘာပဲဖြစ်ဖြစ်တရားမဝင်မှုပြည်သူအစိုးရအနေနဲ့အတိအမှန်မပြုဘူးဟုဦးကျော်စောကပြောလာပါတယ်။နျူကလ িয়ার ဓာတ်ပေါင်းဖို့တိဆောက်ရေးလက်တွေ့ကျကျပြောရင်တော့ဘာမှရည်ရရမရှိဘူးလို့ပဲမြင်ပါတယ်။တက်လော်ဘီတွေကတော့မစားရဝါကမန်တွေအကုန်ရှောက်ပြောတာပေါ့။နေပြီးတော့စစ်ရေးသတင်းရင်းမြစ်ကရရှိပါတယ်။အာနာသိန်းစစ်ကောင်စီရုရှားခရီးစဉ်အတွင်းချုပ်ဆိုခဲ့သောစာချုပ်များကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကအတိအမှန်မပြုဘဲတော်လှန်ရေးအောင်မြင်ပြီးချိန်တွင်ရင်းသဘောတူညီချက်စာချုပ်များမှာအမိုက်သာဖြစ်သွားမည်ဟု NUG သမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကသတိပေးပြောကြားပါရယ်မလ3ရက်မှ6ရက်အထိရုရှားနိုင်ငံမော်စကိုသို့4ရက်ကြာသွားရောက်ခဲ့သောအာနာသိန်းကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာရုရှားသမ္မတပူတင်နဲ့တွေ့ဆုံခဲ့သလိုသဘောတူစာချုပ်နဲ့နားလည်မှုစာချုပ်လာ10ခုကိုလက်မှတ်ရေးထိုးခဲ့မှုအပေါ် NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူကတုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ NUG ဟိုအရင်ကတည်းကပြည်သူလူထုကိုဒီဇိုင်းမမတ်ပြောလာတယ်။တရားဝင်ကြေညာချက်တွေလည်းထုတ်ပြီးသားဖြစ်တယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့အကြမ်းဖက်စစ်ကောင်စီဟာတရားမဝင်အကြမ်းဖက်အုပ်စုသားဖြစ်တယ်။ဒါကြောင့်သူတို့နဲ့လက်မှတ်ထိုးတာစီးပွားရေးရင်းနှီးမြှုပ်နှံမှုဘာပဲဖြစ်ဖြစ်တရားမဝင်ဘူး။ပြည်သူအစိုးရအနေနဲ့အတိအမှန်မပြုဘူး။ကျွန်တော်တို့တော်လှန်ရေးအောင်မြင်ပြီးတဲ့အချိန်မှာအဲ့ဒီစာချုပ်တွေဟာရှင်းရှင်းလင်းလင်းပြောရရင်အကြမ်းဖက်စစ်ကောင်စီနဲ့ချုပ်ထားတဲ့စာချုပ်တွေဟာအမိုက်ပဲဖြစ်သွားမယ်ဆိုတာထပ်ပြီးသတိပေးပြောကြားကြပါတယ်။ဒါကရုရှားနဲ့မင်းအောင်လှိုင်ချုပ်တာတွေအပါဝင်ဖြစ်တယ်ဆိုတာလေအတီအလင်းပြောကြားကြပါတယ်ဟုဦးကျော်စောကသတင်းဌာနသို့ပြောကြားပါတယ်စစ်ကောင်စီကောင်းဆောင်နဲ့ရုရှားသမ္မတပူတင်တို့ရှေ့မှောက်တွင်ချုပ်ဆိုလဲလှယ်ခဲ့သောသဘောတူစာချုပ်နားလည်မှုစာချုပ်လာများအနက်မြန်မာနိုင်ငံတွင်နျူကလ িয়ার ဓာတ်ပေါင်းမှုတိစောက်ရေးစီမံကိန်းလည်းပါဝင်ပါတယ်အဆိုပါစီမံကိန်းကိုအနုပြူစွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုရာတွင်နျူကလ িয়ার နှင့်ဓာတ်ရောင်ခြည်ဘေးအန္တရာယ်ကင်းရှင်းရေးစီမင်းဥပဒေနှင့်ပင်၌ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချုပ်လာများဟုစစ်ကောင်စီဝါဒဖြတ်သတင်းစာကရေးသားဖော်ပြထားပါတယ်မြန်မာစစ်တပ်နှင့်စစ်ကောင်ဆောင်တို့ဟာအနုမြူကိုငြိမ်းချမ်းစွာသုံးစွဲရန်မြည်သည့်အချိန်ကားများရည်ရွယ်ခဲ့ခြင်းမရှိဘဲအနုမြူလက်နက်ရရှိရန်သာရည်ရွယ်စူးစမ်းခဲ့သည်ကိုတွေ့ရှိရကြောင်းနဲ့နျူကလ িয়ার ဓာတ်ပေါင်းမှုတိစောက်ရေးစီမံကိန်းသဘောတူညီချက်ကမြန်မာနိုင်ငံတွင်သာမကဒေသတွင်းလုံခြုံရေးကိုပါထိခိုက်နိုင်ကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူကသုံးသပ်ပါတယ်အကြံဖက်မင်းအောင်လှိုင်နဲ့ရုရှားသမ္မတပူတင်တို့ရဲ့သဘောတူညီချက်တွေဟာမြန်မာနိုင်ငံမှာ stability တည်ငြိမ်မှုရှိဖို့အတွက်ရရှိနိုင်ဖို့အတွက်အထောက်အကူမပြုတဲ့အပြင်မြန်မာနိုင်ငံရဲ့ဒေသတစ်ခုလုံးရဲ့လုံခြုံရေးပါချိန်ချောက်တဲ့အနေအထားမျိုးရောက်လာတဲ့ဟု၎င်းကဆက်ပြောပါတယ်နျူကလ িয়ার ဓာတ်ပေါင်းတိစောက်ရေးမှာစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့အိမ်မက်တစ်ခုဖြစ်ပြီးစစ်အာဏာသိမ်းပြီးနောက်ပိုင်းအစဉ်တစိုက်ချိုးပန်းခဲ့သည့်အရာဖြစ်တော့လေရင်းစီမံကိန်းအတွက်မြန်မာနိုင်ငံကသာအကုန်ကြခံရမည်ဖြစ်ကြောင်းနဲ့ရုရှားကရင်းအတွက်ကုန်ကျစရိတ်စိုက်ထုတ်ပေးလိမ့်မည်မဟုတ်ကြောင်းနေပြည်တော်စစ်ရေးတရင်ရင်းမြစ်ကပြောပါတယ်လက်တွေ့ကြကြပြောရင်တော့ဘာမှအရေးအရာမရှိဘူးလို့ပဲမြင်ပါတယ်တက်လော်ဘီတွေကတော့မစားရဝါကမန်းတွေအကုန်ရှောက်ပြောတာပေါ့သူရဲ့ဝါရဖြန့်ကြီးရေးရန်ရာတစ်ခုပဲဖြစ်တယ်လို့ယူဆပါတယ်ဟုနေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်စစ်ကောင်ဆောင်မင်းအောင်လှိုင်အနေဖြင့်အထက်ပါစီမံကိန်းအပါအဝင်ရုရှားထံမှစစ်လက်နက်ပစ္စည်းများဝယ်ယူခြင်းလှုပ်ဆောင်ရန်ငွေကြေးရှိမနေပဲမြန်မာနိုင်ငံ၏တယံဇာတများမြန်မာပြည်သူလူထုပိုင်းအကျိုးစီးပွားများအားရုရှားသမ္မတပူတင်ကိုထိုးအပ်က၎င်းတို့သက်ဆိုးရှိရေးအတွက်လိုအပ်ချက်များကိုဖြည့်စွမ်းရန်စူးစမ်းမည်ဖြစ်ကြောင်း NUG သမ္မတရုံးပြောခွင့်ရသူကသုံးသပ်ပါတယ်
တို့ရရင်အာနာသိန်းစစ်ကောင်စီကိုရုရှားထောက်ပံ့သည့်အကြောင်းမှပင်ပြီးခဲ့သည့်၄နှစ်အတွင်းတော်လှန်ရေးအင်အားစုများကမင်းအောင်လှိုင်နဲ့အကြမ်းဖက်စစ်တပ်ကိုပြိုလဲလူနှီးပါအထိရောက်ရှိအောင်ထိုးနှက်နိုင်ခဲ့ပြီးဆက်လက်အမြင့်ဖြုတ်ရန်သာလှုံ့ဆော်မိဖြစ်ကြောင်း၎င်းကဆက်ပြောပါတယ်။တော်လှန်ရေးအောင်မြင်စွာအဆုံးသတ်ဖို့အတွက်ဘာမှကျွန်တော်တို့တွေတွန့်ဆုတ်နေမှာမဟုတ်ဘူး။ဆက်လက်လုပ်ကိုင်ပြီးအောင်မြင်မှုရရှိမှာမလွဲမသွေဖြစ်တယ်လို့ပြောကြားခြင်းပါတယ်ဟုဦးကျော်စောကပြောပါတယ်။ဆက်လက်ပြီးဗမော်ရှိစကခ21ခလာရ49နဲ့တက္ကသိုလ်ကျောင်းဝင်းတို့အား KIA ယနေ့နဲ့တပြိုင်တည်းထိုးစစ်ဆင်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရှင်။ကချင်ပြည်နယ်ဗမော်မြို့ရှိအမှတ်21စစ်စင်ရေးကိုကဲမှုဌာနချုပ်အပါအဝင်မြို့အပိသက်သိမ်းပိုက်နိုင်ရေးကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကယနေ့မတ်လ9ရက်နေ့နက်တွင်တပ်မှန်ထိုးစစ်ဆင်လျက်ရှိကြောင်းကချင်သတင်းရင်းမြစ်ကပြောပါတယ်။ KIA ပူးပေါင်းတပ်ကဗမော်မြို့သိမ်းစစ်စင်ရေးကို2024ဒီဇင်ဘာ4ရက်ကစတင်ခဲ့ရာ3လကြာအထိတိုက်ပွဲပြင်းထန်နေပြီး KIA ကယနေ့နက်တွင်နေရာ3ခုကိုတပြိုင်တည်းထပ်မံထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။ဒီမနက်တော့စကခ21ရဲ့တက္ကသိုလ်ကျောင်းဝင်းရဲ့ပြီးတော့ခရ49ရဲ့အဲ့ဒီနေရာ3ခုကိုတပြိုင်တည်းထိုးစစ်ဆင်တာဟုကချင်သတင်းရင်းမြစ်ကပြောပါတယ်။ KIA သတင်းရင်းမြစ်တအူးကလည်းဗမော်မျိုးနာယနေ့နဲ့ထိုးစစ်ပြန်လည်စတင်မှုကိုအတည်ပြုပါတယ်။စစ်ကောင်စီဘက်ကလည်းကချင်ပြည်နယ်၏ဒုတိယအကြီးဆုံးမြို့ဖြစ်သောဗမော်မကြရေးအတွက်အပြင်းထန်ခုခံနေ၍တိုက်ပွဲ3လကျော်ကြာနေရခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ်။ဗမော်မြို့ကြဆုံးမှာကစစ်ကောင်စီအနေဖြင့်အလွယ်တကူပြန်တိုက်ယူနိုင်ခြင်းမရှိသည်ကိုသိရှိထားပြီးဖြစ်၍အတက်နိုင်ဆုံးစစ်ကောင်စီဘက်ကခုခံနေခြင်းဖြစ်သည်ဟုဆိုပါရယ်ဗမော်ကြတော့တိုင်းရင်းသားပေါင်းစုံတိုက်တာအဲ့ဒီမှာဗမာလူငယ် PDF တွေကချင်လူမျိုးပေါင်းစုံပြီးတော့ဂေါ်ရခါတက်ပြီးတော့အေးရောပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကချင်လူကြီးတွေကကျွန်တော်တို့မြန်မာနိုင်ငံသားခုခေတ်ပညာတတ်လူငယ်တွေကိုဘာမှမဆိုင်ပဲလူဖြုံးတီးတာမျိုးတော့မဖြစ်စေချင်ဘူးပေါ့နော်စစ်ပွဲဆိုတာမနိုင်နိုင်အောင်တိုက်ရမှာတော့ဖြစ်တယ်သို့တော်ညာလဲအလက်ကားဖြုံးတီးတာတော့မဖြစ်စေချင်လို့ဖြည်းဖြည်းလေးတိုက်တာဆိုတာကျွန်တော်ကအဲ့ဒီလိုခံမှန်းနေပြောခဲ့သလိုတရုတ်ရဲ့ PR ပါတယ်ပြီးတော့လေရင်တွေနောက်ဆုံးပေါ် drone တွေသုံးတာဆိုတာတော့ပြောလို့ရပါတယ်ဒါကြောင့်ဖြစ်မယ်လို့ခံမှန်းပါတယ်ဟု KIA သတင်းရင်းမြစ်တအူးကဗမော်တိုက်ပွဲအချိန်ကြာနေရသည့်အခြေအနေကိုသက်ပြောဆိုပါရယ် KIA ဟာ2024မတ်လ9ရက်တွင်စစ်ကောင်စီတပ်စခန်းနဲ့မြို့များတိုက်ခိုက်သိမ်းပိုက်သည့်စစ်စင်ရေးကိုအရှိန်မြင့်တင်ခဲ့ရာတနည်းအတွင်းမြို့15မြို့နဲ့စစ်ကောင်စီတပ်စခန်းကြီးငယ်250ထက်မနည်းကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်ဗမော်တိုက်ပွဲအခြေအနေအပါအဝင်ကချင်ဒေသစီရေးအခြေအနေကိုမေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးထံဆက်သွယ်ထားဆဲဖြစ်ပါတယ်KIA သတင်းပြန်ကြားရေးဌာန၏ဖေဖော်ဝါရီ6ရက်သတင်းဖော်ပြချက်တွင်စစ်ကောင်စီနှင့်ပြည်သူစစ်တို့ဟာကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်းအင်အားအလုံးရင်းဖြင့်စစ်ကြောင်းထိုးသွားလာနေပြီးလူငယ်များကိုဖမ်းဆီးခြင်းကြေးရွာများကိုဒရုန်းဖြင့်ဘုံကျဲခြင်းများလှုပ်ဆောင်နေသည်ဟုဖော်ပြပါရယ်ထို့ပြင်ပြည်သူလူထုနေအိမ်များ၌နေရာယူတက်ဆွဲထားခြင်းလည်းရှိသည်ဟုဆိုပါရယ်မြစ်ကြီးနားတန်ဖဲကျေးရွာတွင်လည်းစစ်ကောင်စီတပ်ကရွာအတွင်းတက်ဆွဲနေထိုင်လျက်ရှိသည်ဟုဆိုပါရယ်ထို့ပြင်လက်နက်ကြီးရန်တမ်းပစ်ခတ်မှုများပြုလုပ်လျက်ရှိကြောင်းအသိပေးသည်ပူတာအိုမျိုးနယ်တွင်လည်းစစ်ကောင်စီနှင့်ပြည်သူစစ်ကပြည်သူလူထုနေအိမ်များ၌ဝင်ရောက်နေထိုင်တက်ဆွဲမှုများပြုလုပ်နေသည်ဟု KIA သတင်းပြန်ကြားရေးဌာနကဖော်ပြထားပါရယ်